ထိုင်းနိုင်ငံဘန်ကောက်မြို့ရာမာ9ရာမာ9ဧရိယာရှိလူသိများသောပုဂ္ဂလိကစေကံတစ်ခုတွင်နှာခေါင်းခွဲစိတ်မှုခံယူပြီးနောက်ပြင်းထန်စွာရောင်ရမ်းပုံပြတ်သွားသဖြင့်အသက်ရှူရခက်ခဲကအလုတ်ကင်ဝင်ငွေများစွာထိခိုက်ဆုံးရှုံးခဲ့ရသည့်အသက်25နှစ်အရွယ်အမျိုးသမီး influencer တူကအကူအညီတောင်းခံတိုင်ကြားလာပါတယ်ဖြစ်စဉ်အသေးစိတ်အချက်လက်များအသက်25နှစ်အရွယ်အမီယာ influencer အမျိုးသမီးသည်2023ခုနှစ်အောက်တိုဘာလတွင်သုံးသက်ချက်ပေးရန်ရှာဖွေနေသောစေကံတစ်ခု၏ကြော်ညာကိုမြင်တွေ့ပြီးနိုင်ရွက်နောက်မှအယိုးနုကိုအသုံးပြု၍နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ခွဲစိတ်မှုအပြီးတွင်နှာခေါင်းမှာပုံပြက်ပြီးပြင်းထန်စွာရောင်ရမ်းလာခဲ့ပါတယ်။စေကံကပဋိဇီဝဆေးများတိုက်ခြင်းအယိုးနုထပ်ထည့်ခြင်းများပြုလုပ်တော်လဲမသက်သာပဲအသက်ရှူလမ်းကြောင်းကိုပါပြင်းထန်စွာထိခိုက်လာသဖြင့်နှာခေါင်းဖြန်းစည်းများကိုအမြဲတမ်းအသုံးပြုနေရပါတယ်။နှာခေါင်းပုံပြတ်သွားသဖြင့်ယုံကြည်မှုပျောက်ဆုံးက live လွှင့်ခြင်းနဲ့ကုန်ပစ္စည်း review ရေးခြင်းများမှရရှိမိဝင်ငွေများစွာဆုံးရှုံးခဲ့ရပါတယ်။ယခုဆိုရင်နှစ်ကျော်ကြာမြင့်လာတော့လဲစေကံဘက်မှရော်ချင်းနဲ့ပတ်သက်၍တစုံတရာပြည်လည်အောင်ဖြည့်ရှင်းပေးခြင်းမရှိသေးကြောင်းသိရပါတယ်။ယခုအခါတရားရေးဝန်ကြီး၏အတွင်းရေးမှူးဟောင်းမစ္စတာတာနာဂရစ်ကအဆိုပါစေကံနှင့်ဆရာဝန်များသည်တရားဝင်လိုင်စင်ရှိမရှိပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးမှုဌာနစေကောင်စီတို့နှင့်ချိတ်ဆက်စုံစမ်းသွားမည်ဖြစ်ပြီးနင့်နာသူ၏ဓာတ်ပုံများကိုကြော်ညာများတွင်အသုံးပြုထားသည့်စာချုပ်များကိုလည်းဥပဒေအရကိုရေးကိုတာအခွင့်အရေးချိုးဖောက်မှုရှိမကြုတ်တိုင်းမရှိစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အတိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်အလှပအတွက်ခွဲစိတ်ပြုပြင်မှုတွေဟာအလွန်အန္တရာယ်များနိုင်ပြီးတရားဝင်လိုင်စင်ရဆေးကမ်းတွေကျွမ်းကျင်ဆရာဝန်တွေနဲ့တေချာစွာမစစ်ဆေးဘဲပြုလုပ်မိရင်ကျန်းမာရေးသာမကဘဝတစ်ခုလုံးပါထိခိုက်နစ်နာနိုင်တယ်ဆိုတာကိုတွေ့မြင်ရမှာပါထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်အခမဲ့နဲ့ဈေးပေါ်သောကြော်ညာများကိုသတိပြုပါအလားအပခွဲစိတ်မှုဆိုင်ရာကြော်ညာများတွင် reviewer အဖြစ်အခမဲ့ပြုလုပ်ပေးမည်အလွန်တန်သောဈေးနှုန်းဖြင့်ပြုလုပ်ပေးမည်ဟူသောဆွဲဆောင်မှုများကိုအလွယ်တကူမယုံကြည်ပါနှင့်လိုင်စင်နဲ့ကျွမ်းကျင်မှုကိုစုံစမ်းပါမိသည့်အလှအပခွဲစိတ်မှုသို့မဟုတ်ဆေးထိုးခြင်းများကိုမဆိုမပြုလုပ်မီစေကံသည်ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏အတိမတ်ပြုတရားဝင်လိုင်စင်ရှိဇလက်မရှိနှင့်ခွဲစိတ်မိဆရာဝန်သည်တကယ့်အထူးကုဆရာဝန်ဟုတ်ဇလက်မဟုတ်တေချာစွာစုံစမ်းလေ့လာပါစာချုပ်များကိုတေချာဖတ်ပါစေကံနှင့်သဘောတူစာချုပ်ချုပ်ဆိုရာတွင်တစုံတရာမှားယွင်းမှုဖြစ်ပေါ်ပါကတာဝန်ယူမှုတာဝန်ခံမှုအပိုင်းများနဲ့မိမိ၏ဓာတ်ပုံများကိုအသုံးပြုခွင့်ကန့်သက်ချက်များကိုတေချာစွာနားလည်အောင်ဖတ်ရှုပြီးမှသာလက်မှတ်ရေးထိုးရန်အတိပေးအကြံပြုအပ်ပါတယ်ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့ရေးကိစ္စတိုင်းအတွက် Migrants Care